ရန်ကုန်မှာဝမ်ပြက်ဝမ်ရှော့တွေအရန်ဖြစ်နေတယ်ပေါ့နော်ဝမ်ပြက်ဝမ်ရှော့တွေကဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ဒီမတန်ရှင်းတဲ့ရေတွေအစားအစာတွေနဲ့အရာဝတ္ထုတွေကိုကင်တွယ်မိရကနေဖြစ်နိုင်ပါတယ်ပြီးတော့ယောဂပိုးရှိတဲ့လူနဲ့ထိတွေ့မိရကနေပြီးတော့လည်းကူးစက်နိုင်ပါတယ်ခုကာလအဖြစ်များတဲ့ဝမ်ပြက်ဝမ်ရှော့ကဒီလမ်းဘေးအစားအစာတွေနဲ့စားဆိုင်တွေကနေပြီးတော့မှ food delivery နဲ့မှာပြီးတော့စားကြတဲ့လူတွေမှာအဖြစ်များပါတယ်ဒါဆိုရင်စားဆိုင်တွေရဲ့ food hygiene နဲ့ပတ်သက်ပြီးကျမတို့ထိုးဂရုစိုက်ဖို့လိုအပ်လာပါပြီပေါ့နော်အဲ့တော့စားဆိုင်တွေကဘယ်လိုမျိုး food hygiene တွေကိုတတိထားပြီးလှုပ်ဆောင်တင်လဲဆိုတော့ပထမတစ်ချက်အနေနဲ့ဆိုရင်ဒီစားဆိုင်တွေအနေနဲ့အသားစိမ်းငါးစိမ်းတွေကိုဒီအသီးရွက်တွေနဲ့တွဲထားတာမျိုးမလုပ်သင့်ဘူးရေခဲတဲ့ထဲမှာတိမ့်မယ်ဆိုရင်လည်းပဲအသားစိမ်းငါးစိမ်းကိုတသက်တင်ရမယ်အသီးရွက်တွေကိုတသက်တင်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ရေခဲတဲ့တာကိုခွဲထားတာအကောင်းဆုံးပဲနောက်ပြီးတော့အသားစိမ်းငါးစိမ်းတွေကိုလှီးထားတဲ့စင်နီတုံးတွေဓာတ်တွေကိုအသုံးပြုပြီးတိုင်းဆက်ပြနဲ့တေချာစနစ်တကျစိတ်ကြောရမယ်အသားစိမ်းငါးစိမ်းထည့်ထားတဲ့အိုးခွက်ပကံတွေကိုလည်းပဲစနစ်တကျဆက်ပြနဲ့တေချာစိတ်ကြောဖို့လိုပါတယ်အိမ်သားထွက်လာတဲ့ခါမှလည်းပဲလက်ကိုစနစ်ကျဆေးဖို့လိုအပ်တယ်လို့အဲ့ဒီမှာရှိနေတဲ့စားတောက်ကိုပြင်ဆင်တဲ့လူတွေအနေနဲ့လည်းပဲဒီသားစိမ်းငါးစိမ်းကင်တွယ်ပြီးတဲ့အခါဒါမှမဟုတ်အမိုက်တွေကင်တွယ်တာဒါမှမဟုတ်အိမ်သားထွက်လာပြီးတဲ့အခါမှာလက်ကိုတေချာစနစ်တကျဆက်ပြနဲ့ပြောင်းဆေးပြီးမှသာလည်းစားတောက်တွေကိုကင်တွယ်ပြင်ဆင်ဖို့လိုအပ်ပါတယ်နောက်တစ်ခါကျတော့လေဒီအိမ်သားထွက်လာတဲ့အခါမှာအသုံးပြုတဲ့လက်ဆေးရဲ့ဘေးစင်နဲ့ဒီကျမတို့ချက်ပြုတ်တဲ့လက်ဆေးဘေးစင်ခွဲထားနိုင်ရင်တော့အကောင်းဆုံးပါအကယ်၍မခွဲထားနိုင်ဘူးဆိုရင်အဲ့ဒီဘေးစင်ရဲ့တန်ရှင်းရေးကိုအထူးဂရုစိုက်သင့်ပါတယ်ဥပမာအဲ့ဒီဘေးစင်မှာရှိနေတဲ့ရေပိုက်ကောင်းတွေဆက်ပြားခွက်တွေရေခွက်တွေစသဖြင့်အဲ့ဒီအရာတွေကိုစနစ်တကျအမြဲတမ်းပေါ့နော်တန်ရှင်းနေအောင်တတိထားသင့်ပါတယ်တကယ်လို့ကျမတို့ကင်တွယ်ပုံကင်တွယ်နည်းမှားသွားရင်အဲ့ဒီကနေယောဂပိုးတွေကူးစက်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခါကျတော့ကျမတို့ခုနောက်ပိုင်းပေါ့နော်ဆက်ပြစီတွေကိုယ့်ဟာကိုယ်ဖြောပြီးတော့အသုံးပြုကြရတယ်ပေါ့။အဲ့လိုအသုံးပြုတဲ့အခါမှာအချိုးစားမမှန်ပဲနဲ့ဖြောမိရာကနေပြီးတော့၎င်းဒါမှမဟုတ်ဆက်ပြအစီကိုကျမတို့ရေရောပြီးသုံးတဲ့အလေးထားတွေပေါ့နော်အတနိုင်ဆုံးတော့ရှောင်ပါ။အဲ့ဒါတွေကလည်းပဲကျမတို့ hygiene ရကြည့်မယ်ဆိုရင်တော့ hygiene မပြေဝဘူးပေါ့နော်လက်ဆေးပြီးတော့မပြောင်းတာမျိုးဖြစ်တတ်တယ်ပေါ့။ဖြစ်နိုင်မယ်ဆိုရင်တော့ qualify ဖြစ်တဲ့ဆက်ပြာစီတွေကိုပဲရွေးချယ်ပြီးသုံးသင့်ပါတယ်။အဲဒီတော့စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ပေါ့နော်ကိုယ်ဆိုင်မှာရှိနေတဲ့ဒီအစားအသောက်ပြင်ဆင်နေတဲ့လူတွေရဲ့ hygiene ကိုစနစ်တကျစစ်ဆေးဖို့လိုအပ်ပါတယ်။အကယ်၍ကိုယ်တိုင်ကမသိဘူးဆိုရင်လည်းပဲကျွန်မပြောတဲ့အချက်လေးတွေကိုထည့်သွင်းစဉ်းစားပြီးတော့မှလိုက်နာကျင့်သုံးသင့်ပါတယ်ပေါ့။အဲ့တော့စားဆိုင်ပိုင်ရှင်တွေအဲ့ဒီမှာချက်ပြုတ်နေကြတဲ့ဒီစားတောက်ပြင်ဆင်တဲ့သူတွေနဲ့ food delivery တမားတွေပေါ့နော်သူတို့ကကိုယ့်ရဲ့တာဝန်ကိုအပြည့်အဝယူပြီးတော့အစားတောက်တွေကိုစနစ်တကျချက်ပြုတ်ပြီးတော့မှပို့ဆောင်ပေးမယ်ဆိုရင်ဒီအခုဖြစ်နေတဲ့ကုသယောဂါကြီးကိုရောချနိုင်မှာဖြစ်တယ်လို့နောက်လည်းမဖြစ်နိုင်အောင်ကောက်ွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့စားသုံးတဲ့ consumer အနေနဲ့ကလည်းပဲကိုစားတောက်မဲ့အစားအစာကိုချက်ပြုတ်နေတဲ့ဆိုင်တွေရဲ့တန်ရှင်းရေးကိုလေ့လာပြီးမှဝယ်ယူစားသုံးသင့်ပါတယ်ပေါ့နော်အကယ်၍ကိုကအခုဖြစ်နေတဲ့ဝမ်ပြက်ဝမ်လျှော်စပြီးဖြစ်လာပြီဆိုရင်အိမ်မှာကိုယ့်အကိုကုလို့ရပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲကထွက်သွားတဲ့အရေးပမာဏနဲ့ညီမျှတဲ့ဒီတစားကိုပြန်ပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့ကိုယ်သဘောနဲ့ကိုဒီဝမ်ပိတ်စေးတွေတောက်တာနောက်ပိုးသက်စေးတွေတောက်တာလုံးဝမလုပ်သင့်ပါဘူးပေါ့နော်အကယ်၍ကိုကပြင်းထန်ဝမ်ပြက်ဝမ်လျှော်ဖြစ်နေပြီဆိုရင်တော့နီးစက်ရာဆေးရုံဆေးကန်းကိုတွားပြီးတော့ဒီကုသမှုကိုချက်ချင်းခံယူသင့်ပါတယ်ပေါ့နော်